TikTok အပရိမြင်လာပါဗျာ TikTok မှာဖုန်းပြောလို့ရနေပါပြီ TikTok မှာဒီလိုမျိုးဖုန်းပြောလို့ရအောင် setting ကိုဘယ်လိုမျိုးပြန်ရှင်းရမလဲဆိုတာကိုဒီဗီဒီယိုလေးကိုဆုံးဖြတ်လိုက်ကြည့်ပေးပါကိုယ့်ရဲ့ TikTok အကောင့်ထဲရောက်ပြီဆိုတော့ပေါ်သွားမျိုးစုံကြောင်းလေးကိုနှိပ်လိုက်ပါဒီနေ့ရောက်ရင်တော့ setting and privacy လေးကိုနှိပ်လိုက်ပါ setting and privacy ထဲဝင်ပြီးသွားရင် notification ဆိုတာလေးကိုနှိပ်လိုက်ပါ notification နဲ့ဝင်ပြီးသွားရင်အပေါ်လေးကိုနည်းနည်းဆွတ်တင်လိုက်ပါဒီညမှာ voice call ဆိုပြီးတော့ပေါ်ပါတယ် video call ပဲရပါသေးတယ်ခင်ဗျာ video call ပဲမရသေးပါဘူး voice call ကိုနှိပ်လိုက်ပါမယ်ဒီညမှာ everyone နဲ့ people you follow no one ဆိုပြီးတော့သုံးခုပေါ်ပါတယ် everyone ကိုထားပြမှာပါ everyone ကိုထားပြမှသာလည်းလူတိုင်းကိုဖုန်းခေါ်လို့ရမှာပါခင်ဗျာဟင်ဒါဆိုရင်ကျွန်တော်တို့က everyone ကိုထားပြပါမယ် everyone ထားပြီးသွားရင်ကိုဖုန်းခေါ်မဲ့သူကိုရှက်ဘောက်ကနေပြီးတော့ဖုန်းကောလေးကိုပြန်ဖွင့်ပြရမှာပါခင်ဗျာ okay ဒါဆိုရင်အနားခောက်လိုက်ပါမယ်ရှက်ဘောက်လေးနှိပ်ပြီးသွားရင်ညာဘက်ကအဆက်30လေးကိုနှိပ်လိုက်ပါဒီညမှာ mute call ဆိုတာလေးကိုဖွင့်ပြထားလိုက်ပါဒီဟာလေးဖွင့်ပြထားမှသာရင်ဖုန်းခေါ်လို့ရမှာပါခင်ဗျာ okay ကျွန်တော်တို့ဒါဆိုရင်အစမ်းခေါ်ကြည့်လိုက်ပါမယ်ခင်ဗျာOkay ဒီလောက်ဆိုတော့ဖုန်းခေါ်လို့ရသွားပါပြီဖုန်းခေါ်တဲ့နည်းလေးကိုဘယ်လိုလုပ်ရလဲဆိုတာကိုဒီဗီဒီယိုလေးနဲ့အတူရှင်းပြပေးလိုက်ပါခင်ဗျာဗီဒီယိုလေးကအကျိုးရှိတယ်ဆိုတော့ follow လေးလုပ်ပေးခဲ့ကြပါဦးခင်ဗျာ